အကြောင်းရင်းတစ်ခုကြောင့်အိမ်ပြူရာတောင်မှအသက်ဘေးကတည်တည်လေးလွတ်မြောက်ခဲ့ကြောင်းပြောလာရဲဆိုတော့မနော်မနက်28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မြေငလင်ကြောင့်လူတော်တော်များဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ရတာဖြစ်ပါတယ်။အထူးသဖြင့်မန်လေးမြို့နယ်စကိုင်းမြို့မှာပျက်စီးဆုံးရှုံးမှုတွေတော်လေးကိုမှကြီးမားခဲ့တာပါ။အထူးသဖြင့်မန်လေးမြို့နယ်စကိုင်းမြို့တွေမှာလူနေအိမ်တွေအထက်မြင့်စာအုပ်တွေကိုပြိုကျပျက်စီးပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုလူနေအိမ်တွေပျက်စီးဆုံးရှုံးသွားတဲ့အထက်မှာနမေကြီးဆိုတော့မနောရဲ့နေအိမ်နဲ့ပါဝင်သွားတာပါ။မနောဆိုတာကတော့ဘိုးအောင်တင်ကြာပြူစားတဲ့တချင်းကောင်းတွေနဲ့မြန်မာပြည်တော်မှာနမေကြီးအောင်မြင်နေတဲ့ဆိုတော့ဖြစ်ပါတယ်။မလ28ရက်နေ့ကအားပြင်းငလင်လောက်ခတ်နေချိန်မှာတော့မနောဟာစကိုင်းမျိုးကသူ့ရဲ့နေအိမ်မှာရှိနေတာဖြစ်ပါတယ်။အဆိုတော်မနောရဲ့နေအိမ်ဟာမြေငလင်အိမ်အား Richter scale 7.7 တက်ကိုခံရပြီးမှတော့အိမ်ရောက်တဲ့တစ်ထပ်လုံးမြေကြီးတွေကျုံသွားခဲ့ကအိမ်ပေါ်တက်ကလည်းပျက်စီးသွားခဲ့ရတဲ့အခြေအနေအထိဖြစ်သွားတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုတော်မနောရဲ့နေအိမ်ဟာရစရာမရှိအောင်ပျက်စီးသွားခဲ့တာပါ။ဒီလိုမြေငလင်တဲ့ကြောင့်ဆိုတော်မနောရဲ့နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရပေမဲ့မနောကတော့တက်ရှင်ကျန်ခဲ့တာပါ။ဒီလိုတက်ရှင်ရတာကလေဆိုတော်မနောဟာရနာသုံးပါးကိုအမြဲလေးထားကမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုနာယူလေးရှိတာကြောင့်မလို့အသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။အခြားသောသူတွေဆိုရင်တော့မြေငလင်တန်ခံရပြီးတော့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပျက်စီးသွားတဲ့အခါပူလောင်ခံစားနေရမှာဖြစ်ပေမယ့်အဆိုတော်မနောကတော့ပါကျုပ်ဆရာတော်ရဲ့တရားတော်တွေကိုနိုင်ယူဝါထားသူပြီးအရာရာကိုတရားသဘောနဲ့ဆင်ခြင်ကအတိတတိကပ်ပြီးတော့နှလုံးမှုပိုင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။